အားလုံးပဲမင်္ဂလာပါမအခုဗီဒီယိုလေးနဲ့ရောက်တာပစ္စည်းလေးနည်းငယ်ရောက်ထားတာလေးကိုဗီဒီယိုလေးလာပြီးပြပြပေးတာပါပြီးတော့မင်္ဂလာဆောင်သွားမှာမလို့နှက်ခမ်းနေလေးရင်ဆိုလိုက်ပါအောင်မယ်ဒါကတော့မဆိုထားတဲ့အယောင်လေးရိုမန်နဲ့ကဒီအယောင်လေးကြရင်တော့တရောင်ရပါအောင်မယ်ဒါလေးတစ်ချောင်းရပါအောင်မယ်မင်္ဂလာဆောင်သွားမှာမလို့ဒီနေ့အလှလေးတွေနည်းနည်းတော့ပြင်ထားပါတယ်လာပြင်ထားရဆိုတာလည်းကျန်တာတွေဘာမှမထူထူတော့မလုပ်ထားပါဘူးညနာအောက်ကနေပြီးတော့ skin care set တွေပုံမှန်လိမ့်တယ်ပြီးတော့ sun cream လိမ့်တယ် sun cream လိမ့်ပြီးတော့အခုပေါ့နော်ဟိုအများကြီးမလိမ့်ချင်ဘူးဆိုပြီးတော့အမဒီကနေပြီးတော့ roman ရဲ့04ဘူးကြီးတွေရောက်ပါတယ်အမောင်းကိုယ်တိုင်လည်းအဲ့ဒီဟာဒီ cushion ပေါ့ cushion ကိုအစက cushion 3000မကြိုက်ဘူးဒါပေမဲ့အဲ့ဒီ roman တွေကတော့ဒီ cushion လေးကိုကြိုက်တယ်04 baggy 23ဆိုတာလေးကိုအမအဲ့ဒီဟာလေးကိုအခုလိမ့်ထားတာပေါ့သူကဘာကောင်းလဲဆိုတော့အချိန်မရပေးကြမလို့တော့ကုရှင်ကဒီကုရှင်တစ်ခုကအချိန်အများကြီးပေးကြမလို့တော့ဘူးဒါဒီလိုလေးအချိန်အများကြီးပေးကြမလို့နည်းနည်းလေးပဲသူကလိမ့်ရတယ်ဒါဒီလိုလေးဒီမှာအဲ့ဒီကတော့နည်းနည်းလေးတိုးလိုက်တာနဲ့အမေကြီးခက်တော့ကွန်မန့်တော့ရေးပြည့်ပဲဆိုနည်းနည်းလေးတိုးလိုက်တာနဲ့သူကမျက်နှာမှာဟိုတနေကုန်ခံတယ်အဲ့သူကသူတနေကုန်ဝင်းလေးပဲအမလိမ့်ထားတာ04ရအောင်လေးပါ04ကဟိုအမတို့ဒီ normal skin နဲ့လည်းရတယ်ဟိုတဆင့်ဖြူတဲ့လူတွေရတယ်ညိုတဲ့လူတွေဟိုအရင်ညိုရင်တော့သူကနည်းနည်းလေးဟိုအရင်ညိုရင်တော့သူကဒီနံပါတ်ကတော့အရင်ညိုတယ်လို့ဆိုပြီး normal လောက်ကတော့လုံးဝအဆင်ပြေတယ် easy ပဲဒီနည်းလေးနဲ့ရလေ cushion လေးနဲ့အဲ့တော့မရှိမှာဒီ roman cushion လေးရောက်ထားပါတယ်ဘူးကြီးလေးရောက်ထားပါတယ်အဲ့ဒါလေးရောက်တယ်နောက်တစ်ခါ Estee Lauder ကိုပါပေါ့နော် foundationသုံးကျင်တဲ့သူတွေအတွက် Estee Lauder Double Wear Foundation နဲ့မရှိမှရောက်တယ်။သူကကြတော့1W1အသားလက်အသားဖြူပေါ့နော်အဲ့လိုမျိုးသုံးလို့ရတယ်အသားလက်အသားဖြူလူတွေအတွက်အဆင်ပြေတယ်ပေါ့လေအဲ့ Double Wear Foundation လေးရောက်တယ်။နောက်တစ်ခါ Anessa Japan brand က Anessa ဘူးကြီးရောက်ပါတယ် Anessa ဘူးကြီးတွေရောက်တယ်။နောက်တစ်ခါဒီ hair wine လေး treatment wine လေးပေါ့သူကကြတော့ဒီစပင်အတွက်ကိုသူကောင်းတဲ့အဲ့ treatment wine လေးဒီ Andesite နဲ့ Moroccan wine လားအဲ့ဒီဟာလေးအဲ့ဒါလေးလည်းရောက်တယ်အမရှိမှာနောက်စက်တလာက sun cream ဘူးကြီးဒီဟာက50 ml ဘူးကြီးရောက်တယ်ဒီကအပြာတွေကဆိုရင်ဘူးအသေးရောက်တယ် sun cream နှစ်ခုရောက်ပါတယ်ပြီးသွားရင် Roventin series တွေက3ခုလုံးပြန်ရောက်ပါပြီအမဲဆက်ပေါ့နော်အမဲဆက်တင်းတိတ်ဖြစ်တဲ့လူနောက်ကအမဲဆက်ရှိတဲ့လူနောက်တစ်ခါအသားရည်မညီတဲ့သူဆိုရင်ဒီ series ကိုသုံးလို့ရပါတယ်သူကအဆန်ပါမယ်အဆန်ကိုအရင်လိမ့်ရပါမယ်ပြီးသွားရင် serum လေးလိမ့်ပါမယ် dashboard serum လေးပါနောက်ပြီးတော့ toning cream လေးနဲ့သူ့ရဲ့ cream နဲ့3မျိုးတစ်ဆက်ရောက်ထားပါပြီ3မျိုးလုံးတစ်ဆက်လုံးအမကိုမိထားတဲ့ညီမလေးတွေ3မျိုးလုံးတစ်ဆက်လုံးရောက်ပါပြီနောက်ဒီနေ့တော်ရောက်မှရှိသေးတယ်မရောက်တော့မှပဲဗီဒီယိုလေးထပ်ပြီးတော့တင်ပေးထားမယ်နော်အခုတော့မင်္ဂလာတောင်လေးလည်းသွားကြရှိတော့မှအမြန်လေးလာပြီးတော့ပြပေးတာပါအားလုံးကျေးဇူးတင်ပါတယ်အမရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးတဲ့အတွက်ကြောင့်တဦးတယောက်စီတိုင်းအားလုံးကိုကျေးဇူးများကြီးတင်ပါတယ်အားလုံးလည်းကျန်းမာချမ်းသာလို့ရဆန္ဒလေးပြည့်ကြပါစေအမလိုအပ်တာလေးများရှိရင်လည်းအမရဲ့ Beauty Glow Cosmetic ဆိုင်လေးကိုလာရောက်ပြီးတော့အားပေးကြပါအောင်လို့အမဖိတ်ခေါ်ပါတယ်ဒါကတော့မအခုမနဲ့လိမ့်ထားတာလေးပါကုရှင်လေးလိမ့်ထားပါတယ်မျက်နှာကအဲ့ Roman ရဲ့ကုရှင်လေးနည်းနည်းလေးပဲလိမ့်ထားတာပါအများကြီးလိမ့်ထားတာမဟုတ်ပါဘူးနည်းနည်းလေးပဲမျက်နှာမှာကုရှင်လေးလိမ့်ထားတာလာပြတာပါဟိုမိတ်ကပ်ကိုအရင်တုံးထူတာမကြိုက်တဲ့သူတွေအတွက်လည်းအဆင်ပြေတယ်ဟို BB cream အမားဆို2မျိုးပဲလိမ့်နေ Claris BB cream နဲ့ဒီ BB cream နဲ့အဲ့ဒီကူမနေနဲ့Roman ကကုရှင်တွေကဆိုရင်တော့ဒီ Roman တွေကနေပြီးတော့အဲ့ဒီဟာလေးလိမ့်ပါတယ်အဲ့တော့ဒီကုရှင်သုံးကျင်တယ်ဆိုတဲ့သူတွေ
နွားလိုပဲတုံးထူတာလည်းမကြိုက်ဘူးမိတ်ကပ်လိုထူထူကြီးလည်းမကြိုက်ဘူးကိုယ့်ရဲ့ skin အတိုင်းကိုပဲအဲ့ဒါလိုပဲလင်းလင်းလေးဖြစ်သွားတယ်ပေါ့နော်အဲ့လိုမျိုးလေးသုံးကျင်တယ်ဝင်းဝင်းလေးသူကကျတော့ဝင်းတဲ့ဘက်ကိုသွားတယ်ဝင်းဝင်းလေးသုံးကျင်တယ်ဆိုရင်ဒီရိုမန်ကအကူရှင်လေးကိုသုံးကြည့်ပါလို့အမကအကြံလေးပြပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်